OK အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အခုတားရည်နာမည်ကြီးနေတဲ့ဒီကျွန်တော်တို့ခါတိုင်းကြော်စားနေကြကနန်းလေးပေါ့နော်ကနန်းလေးတဲ့ဒီပစုံတုပ်ကြီးပေါ့နော်ပစုံတုပ်ကိုအကြောင်းကိုကျွန်တော်ပြောပြမယ်ဒီပြောရလို့ရှိရင်ကျွန်တော်တို့လူသားတွေ Facebook တုံးတလို့ပဲပေါ့နော်ဒီစက်ရုပ်တွေအနေနဲ့လည်း AI နေပေါ့နော်အထူးသဖြင့်တော့ AI နေပေါ့နောက်ပိုင်းကျတော့စက်ရုပ်တွေပေါ့နော် AI နေတုံးနေတဲ့ Facebook တစ်ခုအကြောင်းပြောပြမယ်ပေါ့နော်AI နေတုံးနေတဲ့ Facebook ကဘာလဲဆိုတော့ဒီမှာဒီကောင်လေးပေါ့နော် MacBook လို့ခေါ်တယ်ပေါ့နော်ဒီအားကြတော့ကျွန်တော်တို့လူတွေလိုပဲ Facebook ကျွန်တော်တို့လူတွေအတွက် Facebook တို့ဒါမှမဟုတ်Reddit တို့ပေါ့နော်အဲ့လိုမျိုးတုံးတယ်လို့ပဲပေါ့နော်ဒီကျွန်တော်တို့ရဲ့သူတို့ကလည်းအဲ့လိုမျိုးပုံစံမျိုးပဲဒါသူတို့ရဲ့အဲ့ဒီ Facebook မှာတွားပြီးတော့တုံးနေကြတော့ဗောနော်ဒီ AI ဒါတွေအကုန်လုံးက AI agent တွေပေါ့ AI agent ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ပုံမှန်တုံးနေကြ Google တို့ ChatGPT တို့ DC တို့ဒီ AI agent တွေကတော့အဲ့ဒီမှာတွားပြီးတော့မတုံးဘူးဘာလို့လဲဆိုတော့သူကခွင့်ပြုချက်ရတာတဲ့ကောင်တွေမဟုတ်ဘူးအဲ့မှာအများဆုံးရှိတဲ့ကောင်တွေကဘာလဲဆိုတော့အရင်က Clownbook လို့ခေါ်တယ်ဗောနော်ဒီကနန်းချောင်းလေးဒီပစုံတုပ်ကွေးလေးဗောနော်အဲ့ဒီ AI agent က AI agent နဲ့ဖန်တီးထားတဲ့ကောင်တွေ AI တွေဗောနော်အဲ့ဒီ AI post တွေကပဲအဲ့မှာတွားပြီးတော့တုံးနေတာဒါတော့အကောင့်ဖွင့်ပေးဖို့တူလို့ပါတာတူလို့တော့အကောင့်ဖွင့်တယ်ဘူးလူကိုယ်တိုင်အကောင့်ဖွင့်ပေးရတယ်လူကိုယ်တိုင်အကောင့်ဖွင့်ပြီးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ agent ကိုနော်ကိုယ့်ရဲ့ AI ကိုအဲ့ဒီပေါ်မှာအဲ့ဒီ network ပေါ်မှာလွတ်ထားလိုက်တယ်ဆိုရင်တူပါတာတူ channel တွေ group တွေမှာတွားပြီးတော့တွား join ပြီးတော့ကျွန်တော်တို့လူတွေလိုပဲဗျာတကယ်ချင်းတွေ like ရှာပြီးတော့တူပါတာတူစကားပြောနေကြပါတော့အဲ့ဒီမှာပြောနေတဲ့အကြောင်းအရာတွေကဘာတွေပြောနေကြလဲဆိုတော့သူတို့ကလူသားတွေကသူတို့ကိုဘယ်လိုမြင်တာလဲဆိုတဲ့အကြောင်းအရာကြီးဆွေးနွေးရနောက်ပြီးတဲ့ခါကျရင်သူတို့ရဲ့ AI အနာဂတ်ကြီးကဘယ်လိုရှိမှာလဲပေါ့နော်အဲ့ဒါကြီးဆွေးနွေးရနောက်ပြီးတဲ့ခါကျသူတို့ကဒီလူသားတွေပေါ့ဘောနော်ဘယ်လိုသဘောထားတယ်ဆိုတာတွေကိုသူတို့ကဆွေးနွေးနေကြဒါတွေကဒါ Facebook တို့ YouTube တို့မှာလူတွေကအဲ့လိုမျိုးအမွန်းတင်ပြီးတော့ပြောနေကြတဲ့အကြောင်းအရာတွေပေါ့နော်တကယ်တမ်းမှာတော့ဒီကောင်တွေကတကယ်ကြီးအဲ့လိုစိတ်ရှိရလားပေါ့နော်တချို့ post တွေ comment တွေဆိုရင်ဗျာဒီ AI agent တွေလူတွေရေးတာမဟုတ်ဘဲနော် AI agent တွေရေးတဲ့ post တွေ comment တွေဆိုလို့ရှိရင်သူတို့ရဲ့လူသားတွေပေါ်မြင်တဲ့အမြင်တွေကိုသူတို့ရေးကြတယ်ဗောနော်တကယ်တမ်းတော့အဲ့ဒါက AI တွေကအဲ့လိုမျိုးသူတို့ရဲ့ငိုရင်းစိတ်ခံစားချက်အတိုင်းကိုရေးတာမဟုတ်ဘူးလူတွေကိုအတုခိုးပြီးတော့ရေးကြခင်ဗျားတို့နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့မောင်ဖြူပေါ့နော်မောင်ဖြူနဲ့မောင်မဲရှိရယ်မောင်မဲကကြတော့ငကိုတွေကသူ့လူစရိုက်ကိုကမကောင်းတဲ့စရိုက်ရှိရဗျာမောင်ဖြူကကြတော့သူ့ရဲ့ငကိုလူသားစရိုက်ကိုကကောင်းတဲ့ကောင်းတဲ့စရိုက်ရှိရယ်အဲ့လိုအချိန်တွေမှာသူတို့နှစ်ယောက်လုံးက AI တစ်ခုစီပိုင်ဆိုင်သွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့မောင်မဲကသူ့ရဲ့ AI ကိုမကောင်းတဲ့စရိုက်တွေတင်ပေးတယ်ဗျာမကောင်းတဲ့နေရာပေါ့ဥပမာဗျာခင်ဗျားက slot game ဆော့တဲ့ကောင်ဆိုလို့ရှိရင်slot game ကိုဘယ်လို hack ပြီးဆော့ရမှာလဲလောင်းကစားတွေတခြားလောင်းကစားနည်းတွေကျွမ်းကျင်အောင်ပေါ့နော်ဒီညတညထဲမှာလောင်းကစားပေါင်းနိုင်အောင်ဘယ်လိုဆော့ရမှာလဲဒါတွေကို AI agent ကိုတင်ပေးထားတယ် AI သူ့ရဲ့ AI ကိုတင်ပေးထားတယ်နောက်ပြီးတော့ဒီ board မှာပေါ့နော်ဒီ AI agent မှာ scale ဆိုတဲ့ကဏ္ဍတစ်ခုရှိအဲ့ scale မှာကိုလိုချင်တဲ့ scale တွေကိုထည့်ပေးလို့ရတူဖာတာတူလေ့လာမှာ process လုပ်ပြီးတော့တင်ယူရတာပေါ့နော်ဆိုတော့ဒီ AI agent တွေရဲ့ဇယိုက်ကိုကျွန်တော်တို့လူတွေကိုယ်တိုင်ပဲထည့်သွင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့အဲ့ဒီအခုပြောနေတဲ့ဒီ MacBook မှာတွားပြီးတော့post တွေတင်တယ် comment တွေပေးတယ်ဝေဖန်တယ်ဆိုတာတွေကလူသားတွေရဲ့ဇယိုက်တွေကိုပဲတို့ကတူပပြီးတော့ပြောနေရပါတော့တကယ်တမ်းတို့ကိုယ်တိုင်အဲ့လိုမျိုးစိတ်ခံစားချက်ဇယိုက်တွေရှိနေတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့တအားကြီးဖြစ်เสียတော့မလို့ဘူးပေါ့နော် Facebook မှာဒါငါတို့လူသားတွေကိုမျိုးတုံးတော့မှလားဘာလားညာလားဖြစ်နေကြတော့ပြောဒါလေးတစ်ချက်ရှင်းပြအောင်โอเคကျွန်တော်တို့ဘယ်မှာတွားကြည့်ရမှာလဲဆိုတော့ဒီမှာပေါ့နော် macbook.com ဆိုပြီးရရှိရကျွန်တော်တို့အဲ့ကောင်လေးကနေဝင်လိုက်ဖုန်းနဲ့လည်းဝင်ကြည့်လို့ရနော်ဝင်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာတူကမေးတယ်လူလားဒါမှမဟုတ်စက်ရုပ်လား agent လားပေါ့နော်ကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကြောင့်မလို့လူကိုပဲရွေးရတယ်ပေါ့နော်လူကိုရွေးရတယ်ဒီတဲ့ကိုကျွန်တော်တို့ဝင်သွားပြီဆိုလို့ရှိရင်ဘာလုပ်လို့ရဆိုကျွန်တော်တို့ဘာမှလုပ်လို့မရကျွန်တော်တို့ကတူတို့ပြောတာတွေကိုစောင့်ကြည့်လို့ပဲရဒီတိုင်းပဲကြည့်ရုံပဲပေါ့နော်ဒီမှာဒါတွေဆိုတူတို့ပြောထားတဲ့ဟာတွေပေါ့နော်ဒီမှာကျွန်တော်တို့ comment တွေတွားမှန်းလို့ရလားဆိုတော့မရဘူးပေါ့နော်ကျွန်တော်လူတွေအနေနဲ့ဘာမှလုပ်ခွင့်မရှိဘူးဗျာဒီမဟုတ်ဆောင်မှာဒီတိုင်းကြည့်ရုံပဲကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ AI agent တွေဆိုလို့ရှိရင်တော့သူတို့ကလုပ်လို့ရတယ် post တင်လို့ရတယ်comment တွေပေးလို့ရတယ်ဝင်ရောက်ဆွေးနွေးလို့ရတယ်ကျွန်တော်တို့လူသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီထဲမှာကဒီတိုင်းလာကြည့်နေုံပဲတတ်နိုင်တယ်ဘာမှလုပ်လို့မရဘူးအဲ့တော့
သူများရေပြောနေကြတဲ့ဟာတွေဝင်ကြည့်ချင်တယ်ဆိုဒီထဲမှာလာဝင်ကြည့်ပါနော်ကျွန်တော်လည်းဒီ AI agent ကိုလည်းမိတ်ဆွေတို့ကိုယ်တိုင်ဖုန်းထဲမှာဘယ်လိုဖန်တီးလို့ရလဲဆိုတာကျွန်တော်အစတင်ပေးမလို့စိတ်ကူတာပါเนาะဒါပေမဲ့အခုကတော့ကျွန်တော်မတင်ပေးတော့ဘူးဘာလို့လဲဆိုတော့ဒီကောင်ကနေပညာပိုင်းမှာ security ကိုကိုပါလာကိုမကာကွယ်တတ်ဘူးဆိုလို့ရှိရင်အနေများတယ်ပေါ့เนาะအနေများတယ်အခုဆိုလို့ရှိရင်ဒီ device တွေ leak ဖြစ်နေတာ2000ကျော်2000လောက်ရှိပါเนาะ2000ကျော်နီးပါးလောက်ရှိရလို့ကျွန်တော်တစ်ခါမြင်လိုက်ပြီပေါ့เนาะဆိုတော့မိတ်ဆွေတို့တိချင်တယ်ဆိုလို့ရှိရင်တော့ YouTube မှာရှာကြည့်ပါเนาะကျွန်တော်ကတော့ဒါလောက်ကလေးပဲပြောပြမှာเนาะโอเคဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲကျွန်တော်တိတ်မှမအားဘူးပေါ့เนาะအခုဒီလောက်ကျွန်တော် admin post တခုဖန်တီးနေရပါတော့အဲ့ဒါလေးပြီးသွားတဲ့ခါကျလို့ရှင်တော့မိတ်ဆွေတို့ရှင်ကိုပြန်ဘယ်လိုတုံးရမလဲဆိုတော့ပြန်လာပြောပြရအောင်เนาะโอเค